ဦးတာတင်ကကားအင်ဂျင်ကိုချက်ချင်းပိတ်ချလိုက်ခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲလင်းတို့လိုဘာလိုတက်တော်ဝါကြီးတကောင်ကကားပြတ်တင်းမှန်ကိုတိုင်းခနဲ့ဝင်ဆောင်ပါလေရောခွေးလေးကလည်းထိတ်လန့်တကြားနဲ့စက်တိုက်ဟောင်နေခဲ့တော့သူတို့လည်းခွေးလေးကိုအတင်းကျပ်ထိန်းချုပ်ဖို့စူးစမ်းနေခဲ့ရတယ်ဘာလို့ဆိုဒီကောင်ကြီးတွေကဘာမှမြင်ရတာမဟုတ်ဘူးသူတို့ကအတန်ကြားတဲ့နေရာကိုအပြေးလွှားရောက်လာတတ်တာကိုခွေးလေးကလည်းစက်တိုက်ဟောင်နေခဲ့တော့ပတ်ဝန်းကျင်မှာတတော်ဝါတွေကတဖြည်းဖြည်းများတစ်ထက်များလာပြီးသူတို့ကားကိုဝိုင်းလာခဲ့ကြတယ်ဒီကောင်ကြီးတွေရဲ့တိုက်ခိုက်မှုကြောင့်မှန်တွေကွဲကုန်ပြီးကားကြီးကလည်းပညာရင်းထိုးနေခဲ့တယ်အဲ့ဒီလိုဖြစ်နေတော့မှပဲအဝေးကနေတင်းနဲ့ပြစ်ဖောက်တန်တစ်ချက်ကကျေလောင်စွာထွက်ပေါ်လာခဲ့တာကြောင့်တတော်ဝါအလုံးရဲ့အာယုံကအဲ့ဒီကိုရောက်သွားကြပြန်တယ်ဒီနောက်သူတို့ကအတန်လာယာကားတစ်စီးစီကိုတကောင်ပြီးတကောင်အလူအယက်ပြန်တန်းသွားခဲ့ကြတယ်တကယ်တော့အဲ့ဒီလူကလည်းကာမရော့စားမှုတစ်ခုဖြစ်ထားခဲ့ပြီးတော့သူ့ခြေရောက်တွေကလည်းအဲ့ဒီမှာပိတ်မိနေခဲ့တာပဲသူကဒီမိသားစုကိုကယ်တင်ဖို့အတွက်သူ့ကိုယ်သူစတေးပေးဖို့ကိုရွေးချယ်ခဲ့လိုက်တယ်ဒါပေမဲ့ကားထဲကခွေးလေးကစက်တိုက်ဟောင်နေခဲ့ပြီးတော့ရက်တန့်ဖို့အရေးရောင်တော့မပြတော့ဘာမှရွေးချယ်စရာမရှိတော့တဲ့အဆုံးဦးတာတင်ကနောက်ခန်းကခွေးလေးကိုပွေးဖက်ချော့မော့ပြီးတော့ကားနောက်ဖုံးကိုဖွင့်ပြီးခွေးလေးကိုလွတ်ပေးခဲ့လိုက်တယ်နောက်ဆုံးတော့ကားထဲမှာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြတယ်ဒါပေမဲ့တတော်ဝါတွေကတော့ဒီပတ်ဝန်းကျင်မှာရှိနေတော့ပဲဒီလိုနဲ့အချိန်တော်ကြာအောင်စောင့်ပြီးရဲ့နောက်မှာဦးတာတင်ကကားထဲကနေထွက်ပြီးအခြေအနေကိုစစ်ဆေးဖို့ဆုံးဖြတ်ခဲ့လိုက်တယ်သူနည်းနည်းပဲလမ်းလျှောက်ရသေးတယ်သူ့မိကရုတ်တရက်ပန်းနိုင်ရင်ချက်ထားပြီးအသက်ရှူရခက်ခဲတဲ့အတန်တွေထွက်ပေါ်လာခဲ့ပြန်တယ်အားလုံးလမ်းဖြတ်သွားကြပြီးတော့တတော်ဝါတွေကလည်းအတန်ကိုကြားတာနဲ့တပြိုင်နက်သူတို့ကိုတတိထားမိသွားကြပြန်တယ်ဒီတော့ဦးတာတင်ကအကြံတစ်ခုရသွားခဲ့ပြီးတော့သူကဖြည်းဖြည်းချင်းနောက်ကိုဆုတ်လိုက်ပြီးတော့မြေပြင်ပေါ်ကတန်ချောင်းတစ်ခုကိုကောက်ယူပြီးအဝေးကိုအားကုန်လွှင့်ပစ်လိုက်တယ်ဒီတော့တတော်ဝါတွေကချက်ချင်းပဲတန်ချောင်းစီကိုပြန်တန်းသွားကြပြီးတန်ချောင်းကိုပစက်နဲ့ကက်ချီကပြန်တန်းထွက်ခွာသွားကြပြန်တယ်မိုးမအကောင်ကြီးတွေတစ်ပင်တွေတော့ဝင်မတိုက်ဘူးဒီလိုနဲ့ဦးတာတင်ကသူ့မိသားစုကိုအမြန်ခေါ်ပြီးထွက်ပြေးလာခဲ့ကြတယ်သူတို့မထွက်သွားခင်မှာပဲကာမတော်တဆမှုဖြစ်ထားတဲ့အဖော်ရဲ့ကားကိုမိရှို့ခဲ့လိုက်ကြတယ်ဒီနည်းကအကောင်ကြီးတွေကိုထိန်းထားလိုက်နိုင်ပြီးတော့သူတို့ကိုထွက်ပြေးဖို့အတွက်အချိန်တွေပိုရလာခဲ့တယ်သူတို့ကအချိန်ဘယ်လောက်ကြာလမ်းလျှောက်ခဲ့ရတယ်ဆိုတာတော့မသိခဲ့ကြပေမဲ့နောက်ဆုံးမှာတော့သူတို့ရဲ့ကျေးလက်အိမ်ကိုဘေးကင်းစွာရောက်ရှိလာခဲ့ကြတယ်ဒါပေမဲ့မကြခင်မှာပဲလိုးစုတစုကသူတို့စီကိုရောက်လာခဲ့ကြပြန်တယ်ဒီလူတွေကဦးတာတင်နဲ့သူ့သမီးကိုသူတို့ရဲ့ခြာတွေကိုဖျက်တောက်ပစ်ပြီးသူတို့ရဲ့တိတ်ဆိတ်ခြင်းဘာသာတရားတွေကိုဝင်ဖို့တောင်းဆိုခဲ့ကြတယ်ဒါပေမဲ့ဦးတာတင်ကသူတို့ရဲ့အဓိကဖြစ်မှတ်ကသူ့သမီးဆိုတာချက်ချင်းမိလိုက်တာကြောင့်သူကတနက်ကိုထုတ်ပြီးထွက်သွားဖို့ချင်းချောက်ခဲ့လိုက်တယ်ဒါပေမဲ့အဲ့ဒီအဖွဲ့ကနောက်ဆုတ်ဖို့အရေးအယောင်နည်းနည်းလေးတောင်မပြခဲ့ဘူးဒီနောက်ဦးတာတင်တို့ကိုကောင်းကင်ဘော်ကတတော်ဝါတွေကိုတုံးပြီးချင်းချောက်လာခဲ့ကြတယ်